တယောက်ဟာမျက်လုံးဖွင့်နေစကားပြောနေတဲ့တောင်အိမ်မောကြနိုင်နေဆိုတာသိပါသလားဒါကိုတော့ micro sleep လို့ခေါ်ပါတယ်အေးပြတ်တာများတဲ့အခါအုံနောက်ကသင်ကိုကြိုတင်အသိမပေးပဲ10စက္ကန့်ကနေ10စက္ကန့်လောက်အထိအိမ်မောကြသွားတတ်ပါတယ်အန်ဒီရဲ့ရှိသုံးချိန်ကတော့ရင်မောင်းနေတဲ့ချိန်ဖြစ်ပြီးရင်မောင်းနေဟာကိုယ်တိုင်တောင်သတိမထားမိပဲအိမ်မောကြသွားတတ်ပါတယ်နောက်ဆက်တွဲအနေနဲ့ accident ဖြစ်နိုင်ခြင်းများပါတယ်ဒီလို micro sleep ဖြစ်သူများစုကသူတို့အိပ်ပျော်မသွားဘူးလို့ညင်းနေရှိကြပေမဲ့အုံနောက်ရဲ့ line ကိုတိုင်းတာကြည့်မယ်ဆိုရင်တော့အိပ်ဆက်ခြင်းစဉ်ကိုရောက်ရှိနေပြီးသားဖြစ်ပါတယ်ဒါကိုကြည့်မယ်ဆိုရင်ကျမတို့ရဲ့သတိဟာအရာအလုံးကိုထိန်းချုပ်နိုင်တယ်လို့ထင်ရပေမဲ့အမှန်တကယ်တော့အုံနောက်ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရဲ့အင်္ဂါအစိတ်ပိုင်းတစ်ခုဖြစ်နေရဲဆိုတာကိုပြသနေပါတယ်ဒီရော micro sleep မဖြစ်ဖို့အားလုံးပဲအေးရောဝအိတ်ကြပါကျန်းမာအောင်နေကြပါအိတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးအခြားသိရှိလိုတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်း comment မှာခြံခဲ့လို့ရပါတယ်နော်အားလုံးနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ် bye bye